အားလုံးပဲမင်္ဂလာပါအကျူပေး for မြန်မာ page ကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်မပြပြချင်တဲ့အကြောင်းအရာကတော့ market နဲ့ပတ်သက်ပြီးတော့သိတဲ့ theory လေးမျိုးပါအဲ့တော့ဒီပထမဆုံးအနေနဲ့ကတော့ကျွန်မက market presentation ကိုပြပြချင်ပါတယ် market presentation ဆိုတာကကြတော့ကိုယ့်ရဲ့ပစ္စည်းကပို့ပြီးတော့အယောင်သွက်အောင်ပို့ပြီးတော့အယောင်ထွက်အောင်စူးစမ်းတာမျိုးကိုခေါ်ပါတယ်ဥပမာကျွန်မကcoffee ထုတ်တယ်ပေါ့နော် coffee ထုတ်တယ်ကျွန်မ coffee ကိုကျွန်မရန်ကုန်မှာရောင်းတယ်ကျွန်မရန်ကုန်မှာရောင်းတဲ့အခါမှာပို့ပြီးတော့လူသိများအောင် promotion တွေလုပ်မယ်ကြော်ညာရေးရိုက်မယ်ပြီးတော့ discount တွေချပေးဒါမျိုးကိုကြတော့ market presentation လို့ခေါ်ပါတယ်ရှင်နံပါတ်2ကကြတော့market development မှာ market development ဆိုတာကကျွန်မရဲ့ထုတ်လိုက်တဲ့ကုန်ပစ္စည်းကိုပေါ့နော်ကျွန်မကရန်ကုန်မှာရောင်းတာပဲမဟုတ်ဘဲနဲ့မန္တလေးပြင်ဦးလင်စတဲ့တခြားမြို့တွေမှာသွားရောက်နေဆိုရင်ဒါကကျွန်မတို့ကကြတော့market development လို့ခေါ်ပါတယ်ဈေးကွက်ချက်တင်နေလို့ခေါ်ပါတယ်ရှင်နောက်တစ်ခုကကြတော့product development မှာကျွန်မကုမ္ပဏီကနေပြီးတော့ coffee ထုတ်နေရနေပြီးတော့ကျွန်မကဆက်ပြားထုတ်လိုက်မယ်ပေါ့နော်ဒါကလုံးဝမတူတဲ့ကုန်ပစ္စည်းပေါ့နော်အဲ့ကုန်ပစ္စည်းကိုကျွန်မဈေးကွက်ရှိပြီးဒါရန်ကုန်မန္တလေးတောင်ကြီးလိုမျိုးပေါ့ကျွန်မကုမ္ပဏီကျွန်မပစ္စည်းတွေဖြန့်ဖြူးနေတဲ့နေရာကိုဘာရမ်းချတာမျိုးကြတော့ကျွန်မတို့က product development လို့ခေါ်ပါတယ်နောက်တစ်ခုကကျတော့ diversification ပါ diversification ဆိုတာကတော့ကျွန်မကအဲ့ဒီကနေပြီးတော့ကျွန်မအဝေးစားထုတ်လိုက်တယ်ကျွန်မကုမ္ပဏီနဲ့အဝေးစားတစ်ခုထုတ်လိုက်တယ်ထုတ်လိုက်ပြီးတော့ကျွန်မငကိုရောင်းနေကြကျွန်မဈေးကွက်ရှိရဲ့ပေါ့နော်ရန်ကုန်မန္တလေးတောင်ကြီးတို့မဟုတ်ပဲねကျွန်မချင်းပြည်နယ်တို့ချင်းပြည်နယ်တို့မှာတာရောက်မယ်ဆိုရင်ကျွန်မကလုံးဝ product ကလည်းအစ်စ် market ကလည်းအစ်စ်ပေါ့နော်ဆိုတော့ဒီဟာကတော့ပေါ့နော်အဲ့ဒါအကြမ်းမြင့်တည်တဲ့စီးပွားရေးလုပ်ငန်းစလုပ်မဲ့သူတွေအကြမ်းမြင့်တည်တဲ့အကြောင်းအရာလေးပါဒါပေမဲ့အနီးကုန်းချုပ်အနေနဲ့ပြောရမယ်ဆိုတော့ diversification ကတော့လုံးဝကို risk များတဲ့ပေါ့နော်ဟိုအကြောင်းအရာတစ်ခုပေါ့နော် market ကိုချက်တင်တဲ့အခါမှာအကြောင်းအရန်ကို risk များပါတယ်ဟုတ်ကဲ့ဒီနေ့ဗီဒီယိုလေးကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်နောက်ပိုင်းနေမှာလည်းစိတ်ဝင်စားစရာကောင်းတဲ့ဒီစီးပွားရေးနဲ့ဆိုင်တဲ့ theory လေးတွေ case study လေးတွေကိုမျှဝေသွားမှာဖြစ်ပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်